ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးအကြောင်းတင်မသိသေးတဲ့အန်တော်စရာအချက်လက်၅ခုကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့နေအဖွက်အစီမှာနေနဲ့အနီးဆုံးဂျိုဟာမာဂျူရီဂျိုဖြစ်ပေမဲ့တကယ်တမ်းအပူဆုံးဂျိုကတော့တောကဂျိုဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တောကဂျိုမှာအပူချိန်ကိုထိန်းထားနိုင်တဲ့ထူးထပ်တဲ့လေထူးရှိနေလို့ပဲဖြစ်ပါတယ်သူ့ရဲ့ပြန်ပြအပူချိန်ဟာ464 degree Celsius လောက်ထိရှိပါတယ်ဒုတိယအချက်ကတော့အစားအသောက်တွေထဲမှာဘယ်တော့မှမပုတ်တိုးတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ပြားရည်ပါပဲရှေးဟောင်းဒုတေသနပညာရှင်တွေဟာအိတ်ချစ်ကူတင်ချိုင်းဟောင်းတွေထဲကနေနှစ်ပေါင်း3000ကျော်တက်တန်းရှိရဲ့ပြားရည်ဦးရီကိုရှာဖွေတွေ့ရှိခဲ့မှုပြီးအဲ့ဒီပြားရည်တွေဟာခုထက်ထိစားသုံးလို့ရတဲ့အနေအထားမှာရှိနေတုန်းပါပဲတတိယအချက်ကတော့ကျွန်တော်တို့ရဲ့ကမ္ဘာသမုဒ္ဒရာကြီးတွေအကြောင်းပါကမ္ဘာမျက်နှာပြင်ရဲ့80ရာခိုင်နှုန်းကျော်ဟာရေထူးဖြစ်ပေမဲ့လူသားတွေဟာသမုဒ္ဒရာရဲ့9ရာခိုင်နှုန်းလောက်ကိုပဲစူးစမ်းရသေးတာဖြစ်ပါတယ်ဆိုလိုတာကသမုဒ္ဒရာအောက်ခြေမှာကျွန်တော်တို့မသိသေးတဲ့ထူးဆန်းတဲ့တတ္တဝါတွေနဲ့လိုဝက်ချက်တွေအများကြီးကျန်ရှိနေပါသေးတယ်စတုထအချက်အနေနဲ့ထူးဆန်းတဲ့တတ္တဝါတစ်မျိုးအကြောင်းပြောပြချင်ပါတယ်အဲ့ဒါကတော့ရေဘဝပါတယ်ရေဘဝတွေမှာနှလုံးသုံးလုံးရှိသလိုသူတို့ရဲ့သွေးအယောင်ဟာလည်းအပြာရောင်ဖြစ်ပါတယ်ဒါအပြင်သူတို့ဟာအယိုးမရှိတဲ့အတွက်အရန်သေးငယ်တဲ့အပေါက်လေးတွေထဲကနေတော့ခန္ဓာကိုယ်ကိုကျုံပြီးထွက်သွားနိုင်ကြပါတယ်နောက်ဆုံးအချက်ကတော့လူသားတွေနဲ့ဆိုင်ပါတယ်လူတိုင်းမှာလက်ဖွေတာတွေမတူညီကြဘူးဆိုတာအားလုံးသိထားပြီးသားပါဒါပေမဲ့လူတီလောင်ချင်းစီရဲ့လျှားပေါ်မှာရှိတဲ့အမှတ်အသားတွေ10 prince ကလည်းလက်ပွေတာတွေလိုပဲတယောက်နဲ့တယောက်လုံးဝမတူညီကြဘူးဆိုတာသင်သိပါသလားကဲဒီအချက်တွေထဲမှာသင်အရင်ကတည်းကသိထားတဲ့အချက်ဘယ်နှချက်ရှိလဲဆိုတာ comment မှာပြောသွားပေးပါဦးအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗဟုသုတတွေကိုနေ့တိုင်းသိရဖို့အတွက် like နဲ့ follow လေးလုံးထားဖို့မမေ့နိုင်ဘူးနော်နောက်ဗီဒီယိုမှာပြင်တွေ့ကြမယ်တာယာတဲ့နေ့လေးဖြစ်ပါစေ